အဲ့ဒီတော့ကတဒန်းလုံးကသူစားဆိုတဲ့ကောင်မလေးပီစီလေးကိုဝိုင်းကြိုက်နေကြချိန်မှာကျွန်တော်ကမခင်နေဝေကိုပဲစိတ်ဝင်စားနေခဲ့တာသူကကျွန်တော်တို့ထက်နှစ်တန်းပိုကြီးတယ်တခါတလေအတန်းရှိကဖြတ်သွားပြီဆိုကျွန်တော်မှအသက်တောင်မရှူနိုင်ပဲမျက်လုံးတောင်းကလိုက်ပြီးလိုက်ခိုးကြည့်နေတာကျွန်တော်သူ့ကိုကြိုက်တာကျွန်တော်ဘေးမှာထိုင်နေကြော်စောကလွယ်ပြီးဘယ်သူမှမသိဘူးမခင်နေဝေကကိုယ်တန်းចောင်းသားတွေထဲအရက်အမြင့်ဆုံးအသားတအားမဖြူပဲဝါပြီးဝင်းတဲ့ဘက်သွားမလားပဲကြောလေလောက်ရှိတဲ့စပင်တွေကိုအမြဲခက်မြင့်မြင့်စီးထားတယ်ထူးခြားချက်ကနှကန်းသားမှာမှဲ့အနက်အသေးလေးတစ်လုံးပါတယ်နောက်ပြီးကျောင်းလာရင်ပန်းအဖြူလေးတွေပန်လာတတ်တယ်ပန်းတွေကတစ်ခါနဲ့တစ်ခါမတူပေမဲ့အဖြူချင်းတော့တူတယ်အတန်းတက်ရင်တော့ဖြုတ်ရလားမသိပါဘူးမခင်နေဝေကိုကျွန်တော်အရှိဦးဖြစ်တရားဝင်သတ်မှတ်လိုက်ချိန်ကကျောင်းသားဟောင်းတွေ့ဆုံပွဲမှာပဲကျွန်တော်တို့တွေကလှုပ်အားပေးပေါ့ဗျာအဲ့မှာမခင်နေဝေလည်းလှုပ်အားပေးလာတယ်အဲ့မှာပထမဆုံးအနေနဲ့သူ့စပင်တွေကိုမစီးပဲဖြန့်ရှာထားတာကိုမြင်ဘူးတာပဲထုံးစံအတိုင်းပန်းအဖြူအနေနဲ့စပယ်ပန်းအကြီးကြီးတွေကိုတွဲလဲလီပန်ထားတယ်ထမိန်အပြာရောင်အင်ကြီးအဖြူရောင်နဲ့အဲ့နေ့ကသူကအရန်လှနေတာကျွန်တော်ရှေ့ကသူဖြတ်သွားတဲ့အခါစပင်ကြီးကသူ့နောက်မှာကြံခဲ့ပြီးကျွန်တော်မျက်နှာရှိကရထားတစ်စီးလိုဝေါကနေဖြတ်သွားတယ်လို့ကျွန်တော်ခံစားရတယ်အဲ့ဒီနေ့ကဘသူများသတိထားမိမလဲလို့စိုးရင်ရင်နဲ့ပဲသူ့စပင်ခါသွားတဲ့နာသွားရက်မိတယ်ဒါကိုဘသူမှမသိဘူးထင်ပေမဲ့ကြော်စောကတော့တည်သွားတယ်ကြံခဲ့တဲ့စာတင်တဲ့တစ်ဝက်ကိုမျက်နှာပူစိတ်ရင်ခုန်စိတ်ကြောက်စိတ်နဲ့ဖြတ်တန်းရတယ်တကယ်တော့စေကျော်သက်အရွယ်မျက်နှာပူတယ်ဆိုတာလေစိတ်ထဲကကြိတ်ကြေနပ်နေတာမျိုးပါပဲမခင်နေဝင်နဲ့ကျွန်တော်နီးစပ်ရဖို့တခါမှမကြိုးစားဘူးနီးစပ်ဖို့ရောလိုလားပေါ့ကျွန်တော်ကကလေးပဲရှိသေးတာလေသူလည်းတိတ်တော့လူကြီးမဖြစ်သေးပါဘူးကျွန်တော်တော့သူ့မြင်နေရရင်ကိုပျော်နေတာပါပဲအဲ့နေ့တစ်နေ့လုံးကျွန်တော်မပြတ်မကွက်လုပ်တာကျောင်းကိုစောသွားပြီးသူပြန်လာတာကိုကြိုးဆောင်ပြီးရှောင်းတာပါပဲအနီရောင်အုပ်တွေစီထားတဲ့ပြတင်းပေါက်ဘောင်ပေါ်ကတ်လိုက်နောက်ဆုံးလိုက်နဲ့ခက်ဝေးဝေးကလှလေးရှောက်လာတဲ့မခင်နေဝေကိုရှောင်းရတာကကျွန်တော်ကျောင်းသားဘဝရဲ့ဆွမ်းစားကန်ကြီးတစ်ခုပါပဲအိမ်မက်တွေကတော့ခဏမှတ်ပါတယ်အချို့အိမ်မက်တွေထဲမှာကျွန်တော်ကသူ့နောက်ကထမင်းကြိုင်လေးဆွဲလို့တချို့အိမ်မက်တွေထဲကျသူကကျွန်တော်ကိုသူပန်ထားတဲ့ပန်းဖြူလေးပေးပြီးပျောက်သွားတာရဲ့မခင်နေဝေကိုရှစ်လားလို့ကြော်စောကမေးတော့ကျွန်တော်ကရှင်းပဲရှစ်တယ်လို့ပြန်ဖြေခဲ့တယ်အဲတုန်းကချစ်တယ်ဆိုတာဘာမှန်းသေချာမသိပါဘူးဒါကြောင့်လည်းအဲတုန်းကအချစ်ကအတန့်စင်ဆုံးဖြစ်နေတာနေမယ်နောက်နေ့ရောက်တော့သူက10တန်းပေါ်တာရောက်သွားတော့ကျွန်တော်သူ့ကိုမတွေ့ရဘူးတခါတလေတော့လဲလွမ်းတာပေါ့သူ့စပင်ရှည်ကြီးတွေသူ့နှခမ်းနာမဲ့နဲ့တီတီလေးနဲ့ပန်းဖြူလေးတွေနှစ်တဝက်လောက်ကြာတော့ကျွန်တော်လဲသူများတွေနဲ့အတူတူအတန်းထဲကသူစားကိုပဲလိုက်ကြိုက်တယ်ဆိုတာမင်းဘသူ့ကိုကြိုက်လဲလို့မင်းရင်သူစားလို့ဖြေလိုက်တာမျိုးပါပဲအတန်းထဲမှာကြိုက်စရာကောင်းမလေးမရှိတဲ့သူဆိုကြောင်တောင်ဖြစ်နေမှာဆိုလို့ထင်တာပါပဲကျွန်တော်မှမဟုတ်သူစားကိုကြိုက်တဲ့အခြားယောက်ျားလေးတစ်ဝက်လောက်ကလည်းသူများကြိုက်လို့လိုက်ကြိုက်ကြတာများပါတယ်နောက်နှစ်တွေကြာလာတာတော့လဲတခါတလေမခင်နေဝင်အကြောင်းပြန်တွေးဖြစ်နေတော့မှပဲအရှိဘူးမဟုတ်လားလေစေချောတဲ့အရှိကဘယ်လောက်ရင်ခုန်စရာအကောင်းဆုံးဖြစ်နေမလဲဆိုတော့ကျွန်တော်တို့တယောက်စီကတယောက်ဘာမှမမျှော်လင့်ခဲ့ကြလို့ထင်မိပါတယ်ကျွန်တော်တို့တွေဘဝမှာအရှိဘူးမတိုင်ခင်မရှိဘူးသေးတဲ့အတွက်ကိုရှိတဲ့သူကိုဘာတွေပေးရမယ်
ဘာတွေပြန်တောင်းရမယ်ဆိုတာကျွန်တော်တို့မသိဘူးမျောလင်းချက်မပါတဲ့အချက်ကအေးချမ်းဆုံးထင်တာပါပဲနောက်ပိုင်းရှစ်တဲ့သူတွေများလာတဲ့အခါလောကကြီးရဲ့အရွယ်ရောက်လာတဲ့အခါကိုရှစ်တဲ့သူကိုဘာမလုပ်သင့်ဘူးဘာလုပ်ပေးရမယ်ဆိုတာသိလာတယ်ဒီလိုနဲ့ပတ်ဝန်းကျင်ရဲ့လူမှုစံနှုန်းတွေကကျွန်တော်တို့ရဲ့ချစ်တဲ့စိတ်ကိုဝင်ရှယ်လေကြတာပါပဲအဲ့ဒါလိုနဲ့စိတ်ထဲကမပါတဲ့ဂရုစိုက်မှုတွေတိုးလာတယ်စိတ်ထဲကမပါတဲ့ဂရုစိုက်မှုတွေကိုတစ်ဖက်စိတ်ထဲကလည်းခံစားလို့ရမှာမဟုတ်ဘူးဒီလိုနဲ့မျောလင်းချက်တွေအပေးအယူတွေရောနေတဲ့ရှည်ရည်တွေကအချိန်တစ်ခုရောက်ရင်အကွဲလာကြတာပဲကျွန်တော်ဒုတိယရည်စားနဲ့ပြတ်သွားချိန်မှာမခင်နှင်းဝင်နဲ့ဘာတစ်ခုမှပြန်တွေ့တယ်အရင်အတိုင်းပဲပန်းအဖြူတစ်ပွင့်ကိုမစီမဆိုင်ပန်ထားတယ်ခုလဲကြောင်းတုံးကကျွန်တော်မြင်ခဲ့ရတယ်လို့အေးချမ်းပြီးတည်ငြိမ်တဲ့ပုံပေါ်တယ်အလောကတငယ်ချင်းတွေနဲ့အတူလိုက်လာတဲ့ပုံပါပဲကျွန်တော်မှတ်မိမလားလို့ကျွန်တော်သူ့ရှေ့ကခဏခဏဖြတ်လျှောက်လဲသူကမျက်လုံးချင်းတော့မဆုံပါဘူးအချစ်ဦးဆိုတော့သွားစကားပြောချင်တယ်ရင်လဲခုန်တယ်အရင်တိုင်းမှာပဲသူစီကကျွန်တော်ဘာမှမမျှော်လင့်ထားပါဘူးပြဿနာကကျွန်တော်ဘယ်ကစပြောရမှန်းမသိတာပဲကျွန်တော်တို့စကားတစ်ခွန်းတော့မပြောဘူးတလို့လန်တလန်းကိုတော့အတူတူမလျှောက်ခဲ့ဘူးပါဘူးငယ်ငယ်ကအမကြောင်းလာတာကျွန်တော်ရှောင်းကြည့်နေကြလို့မိတ်ဆက်လို့ကလည်းမဖြစ်သေးပါဘူးဒါပေမဲ့လည်းနှုတ်တော့ဆက်ရှင်မိတယ်ကံကောင်းတာလားကံဆိုးတာလားတော့မသိသူကကျွန်တော်ကိုစပြီးပြုံးပြတယ်မြင်မှုတယ်နော်ကြောင်းရမလားတဲ့ကျွန်တော်လည်းဝမ်းသာအားရနဲ့သူ့ဘေးဝင်ထိုင်တော့တာပဲသူ့မျက်နှာကိုမြင်နေရတိုင်းကျွန်တော်စိတ်ထဲမှာတော့ကိုခုနှစ်တန်းကြောင်းသားလို့ခံစားနေရတာ哦ကျွန်တော်တီလားဟင်ဆိုတော့မြင်မှုတယ်တဲ့တကြောင်နဲ့ဆိုတော့မျက်မှန်တမ်းမိတာပေါ့တဲ့မခင်နေဝေတော့တိမှန်မထင်ဘူးအမကကျွန်တော်အရှိဦးဗျာလို့ကျွန်တော်ချက်နဲ့ပြောလိုက်ပြီးတော့သူကဆက်ရဲတယ်မောင်လေးတွေကိုအသေးလိုက်ခွဲခဲ့တဲ့မမပေါ့ဘေးကထိုင်နေတဲ့လူကဝင်ပြောတယ်မောင်ကလည်းသူကအဲ့လူလက်မောင်းဖက်ကနေရိုက်လိုက်တယ်အဲ့လူကကျွန်တော်လက်ကမ်းပေးပြီးသူ့အမျိုးသားပါဆိုပြီးမိတ်ဆက်တယ်ရီးသားတော့မဟုတ်ယောက်ျားတဲ့ကျွန်တော်လည်းသူ့ဘေးမှာထိုင်နေတော့မယ်အသေးခွဲတာမျိုးတော့မခံစားရပါဘူးအော်ဆိုပြီးကြောင်သွားတာမျိုးပေါ့သူ့ယောက်ျားကလည်းကလေးဘွားကအရှိဦးတွေအရှိယူတွေအတွက်တဝင်းတိုးပုံမရပါဘူးဒါမှမဟုတ်သူကြုံနေကြမှုလည်းဖြစ်နိုင်တာပဲလေအမကိုကြိုက်ခဲ့တာကျွန်တော်တယောက်တည်းဟုတ်ရှင်မဟုတ်မယ်လေအညာကကျွန်တော်အိပ်ပျော်နေပြီးမှတရေလန့်နိုးလာတယ်အိမ်မက်ထဲမှာမခင်နေဝင်နဲ့ကျွန်တော်ကြောင်းပြန်ရောက်နေတယ်ကျွန်တော်ကသူ့ကိုစပယ်ပန်းလေးတွေတီးပေးနေတာတဲ့နောက်တစ်နေ့ထပ်ကြာတော့ကျွန်တော်တို့ပြန်ဆုံကြတယ်ဒီတစ်ခါတော့ပန်းမဖန်ထားတော့ဘူးသူ့ပုံကတော့ပုံမှန်အတိုင်းအေးချမ်းတဲ့ပုံပါပဲကျွန်တော်တို့ British Council ကလုပ်တဲ့ပွဲတစ်ခုမှတွေ့ကြတာသူကအပွဲမှာဝင်ဆွေးနေတဲ့သူတွေထဲကတယောက်ပေါ့မခင်နေဝေကလာတယ်အေဂျင့်နဲ့ဆိုတာလွယ်ပြီးကျွန်တော်သူ့အကြောင်းဘာမှမသိခဲ့ဘူးအမေမို့ဆူမနဲ့ကျောင်းနဲ့နှစ်လမ်းကျော်မှာနေခဲ့တယ်ဆိုတာပဲသိတာအဲ့ပွဲထဲမှာတော့သူဘလို့ထက်မြက်တယ်ဘလို့စကားပြောကောင်းတယ်ဆိုတာတွေပါကျွန်တော်တွေ့ခဲ့ရတယ်အမအတော်ပိန်သွားလားတဲ့သူနဲ့ကျွန်တော်ပွဲပြီးတော့ကော်ဖီဆိုင်သွားထိုင်ပြကြတဲ့အချိန်မှာမေးတယ်ပုံမှန်ပါပဲအမရဲ့ကျွန်တော်ပြန်ဖြေလိုက်တယ်အရင်လိုလာတော့ပဲလို့မဖြေရဘူးသူကခေါင်းတငင်းချင်းလှုပ်ပြီးကော်ဖီထဲကိုတကြားထည့်တယ်ကျွန်တော်ကဘာရစ်စတာဖြော်တဲ့ကော်ဖီထဲတောင်ထဲမြောက်ထဲရှောက်ထဲတာမကြိုက်ဘူးသူတကြားဖောက်ထည့်ပြီးမှွေနေတာကိုတေချာငေးကြည့်နေတယ်အမျိုးသားရော US မှာအမရောလိုက်သွားမှာလားခဏသွားတာပါသူကအော်ပြန်လာမှာပေါ့ထင်တာပဲစကားတွေပြန်တိတ်သွားတယ်ဘာလို့ပြန်လာမယ်ထင်ရတာလဲကျွန်တော်ဆက်မမေးဖြစ်တော့ဘူးအဲ့နေ့ကကျွန်တော်တို့3နာရီလောက်ကြာအောင်စကားပြောဖြစ်တယ်အမကလေးမရှိပေမဲ့ပွဲရတဲ့အထိကြောင်းထားပေးဖို့တာဝန်ယူထားတဲ့ကလေး3ယောက်ရှိတယ်တယောက်က10တန်း2ယောက်ကတော့တက္ကသိုလ်မှာနောက်သူလှုပ်ထားတဲ့ပရာဟိတတွေအလုပ်တွေလည်းအများကြီးပဲသူကြောင်းထားပေးနေတဲ့10တန်းကလေးကအင်္ဂလိပ်အားနည်းလို့
ကျွန်တော်ကူတင်ပေးနိုင်မလားလို့မေးတယ်ကျွန်တော်က postgate အတွက်အလို့ဆိုတင်ပေးနိုင်ပေမဲ့10တန်းကျတာဝန်မယူရဲဘူးလို့ကျွန်တော်ညင်းလိုက်တယ်ကျွန်တော်လုံနိုင်မယ်ဆိုတာမတိကျတဲ့အရာတွေအတွက်တာဝန်မယူရဲလို့ညင်းပေးရစေလို့ကျွန်တော်ပြောတော့အမကလည်းလက်ခံပါတယ်အသက်ကြီးလာတော့အပေါင်းအသင်းတွေရှားလာတယ်တကယ်ကများလာပါတယ်ဒါပေမဲ့တခုခုဆိုတွေ့ချင်းပြောချင်တဲ့တငယ်ချင်းကနဲလာတာသူပြောတာကိုကျွန်တော်လက်ခံပါတယ်နောက်တစ်လနေတော့သူ့အိမ်ကအလူကိုသွားဖြစ်တယ်လူအရာမများပဲအေဂျင့်နဲ့လူနည်းစုကိုပဲတွေ့ရတယ်အကုန်လုံးကယဉ်ကျေးပြီးဖော်ရွေလွန်းတော့ကျွန်တော်အသက်ရှူတော့ကြက်လာတယ်သူတို့ပြောပုံအရဆိုရင်တော့အမတကယ်အိမ်ချေပါပဲလူတွေကိုအပေါ်ရန်လမ်းကြုံကူညီတာမဟုတ်ပဲရင်ထဲအသေးသေးဟာကိုလိုက်လဲလဲကူညီပေးတဲ့သူမျိုးပဲရေလိုချင်းရေတိုက်တာမဟုတ်ပဲရေရင်းတူးပေးတဲ့သူမျိုးပေါ့သူအမျိုးသားအကြောင်းကိုတော့ဘယ်သူမှမပြောကြဘူးအစင်မပြေကြဘူးလားဘာလားတော့ကျွန်တော်လည်းမသိပါဘူးအဲ့ဒီညကကျွန်တော်အကယ်၍များဆိုပြီးတွေးမိတာလေးတွေရှိတယ်ဒါပေမဲ့အတွေးအစင်မှာပဲရက်ခဲ့ပါတယ်အချိန်ကာလအပြောင်းလဲတွေကြားမှာမခင်နေဝင်လဲကော့နေအောင်ခံရတယ်ဒီလောက်လူတွေကိုကူညီခြင်းနဲ့စိတ်ထားကောင်းတဲ့လူတစ်ယောက်ဒီလိုဖြစ်တာမဆန်းဘူးလို့ပြောရမယ်ခေတ်ကိုရောက်သွားတော့အဆင်ပြေဘေးကင်းပါစေမခင်နေဝေရဲ့လို့တူတူလေးဆူတောင်းပေးရုံကလွယ်ပြီးကျွန်တော်ဘာမှမတတ်နိုင်ခဲ့ဘူးမခင်နေဝေတယောက်အာရှနိုင်ငံတစ်ခုမှာဘေးကင်းကင်းရှိနေတယ်ဆိုတာကျွန်တော်ကြားရတဲ့နေ့ကတပ်ပြင်းရှည်ကြီးအာရပါရရှာမိတာကျွန်တော်သတိရနေသေးတယ်နောက်တော့ကျွန်တော်လည်းအရှားနိုင်ငံရောက်သွားတယ်ဘဝကိုတစားစီပြန်ကောက်ပြီးအစာကပြန်စနေရချိန်မှာမခင်နေဝေကတခါတလေသတိရမိတဲ့အရှိဦးထက်မပူနိုင်တော့ဘူးတရက်တော့ကျွန်တော်စီဖုန်းတကောဝင်လာတယ်ဒလီကလွဲလို့ကျွန်တော်စီဖုန်းခေါ်ဖို့မရှိတော့ကျွန်တော်လည်းဒလီလို့ပဲထင်လိုက်မိတာမောင်လေးရေအမပါတဲ့ကျွန်တော်ဖုန်းကိုတိကျကြည့်နေအောင်ကိုင်းရင်ထိုင်ချလိုက်ရတယ်ကျွန်တော်အရန်ထိကြံနေတာအမရင်လို့ကျွန်တော်ဝမ်းသာအားရပြန်ဖြေလိုက်တယ်တကယ်လည်းအထီးကျန်နေခဲ့တာပါဒါပေမဲ့အထီးကျန်တဲ့အကြောင်းတွေးနေဖို့လောကဓာတ်ကမျက်နှာသာမပေးလို့သာမပြောဖြစ်တာအမတအားပိန်သွားတာရင်တဲ့ကျွန်တော်တို့အပြင်မှာတွေ့တဲ့အချိန်မှာသူကမေးတယ်သူတကယ်ပိန်သွားတယ်နောက်မျက်စိတွေပါဝါနေတယ်စပင်တွေတော့သိမ့်မကျွတ်တာတော်သေးတယ်သူကစပင်တွေကိုတစ်ချက်တက်ကြည့်တယ်စပင်တွေကကုတ်ဝဲဖြစ်သွားပြီအမြဲစပင်ရှင်နဲ့မြင်ခဲ့တဲ့သူကိုကုတ်ဝဲနဲ့မြင်ရတာတမျိုးပါပဲနောက်ပြီးပန်းဖြူဖြူလေးတွေကိုလည်းမတွေ့ရတော့ဘူးဘာဖြစ်တာလဲလို့ကျွန်တော်မေးဖို့ကိုမမေးရဘူးဖြစ်နေတယ်သိလည်းမသိချင်သလိုပါပဲအမမောင်လေးရဲ့အချစ်ဦးဆိုတာတကယ်လားတကယ်ပါအမဘာကိုကြိုက်တာလဲအမစပင်တွေရဲ့နောက်မှဲ့လေးတွေရဲ့နောက်တော့ပန်းဖြူဖြူလေးတွေရဲ့အခုတော့မှဲ့ပဲကြံတော့တယ်သူကမှဲ့ကိုတိုးကြည့်ပြီးရဲ့ကျွန်တော်ကအမကိုတီးခွင့်မရခဲ့ဘူးလေတိရှာတီးခဲ့ရရင်တော့အမကိုရှစ်ခဲ့ရတဲ့အကြောင်းတွေထဲမှာအမကျင်နာတတ်တာစိတ်ရှည်တာသဘောကောင်းတာထက်မြက်တာတွေပါမှာပဲဒီတိုင်းပဲကောင်းပါတယ်ကလေးရွယ်8ဦးကရိုးရှင်းပါတယ်လူမှုစံနှုန်းတွေကိုမလိုက်ပဲကိုကြိုက်ရှင်တာရှိလို့ကြိုက်တယ်ပဲပေါ့ဟုတ်ပါရဲ့နော်ကျွန်တော်ခက်တိုးတိုးလေးခက်လေးလေးထောက်ခံလိုက်တယ်အမထင်တာကတော့လူတွေမှာကိုကြိုက်တဲ့လူချင်းတဲ့ပုံရဲဆိုပြီးရှိပြီးသားပဲရုပ်ရောစိတ်ရောပေါ့အဲ့ဒါတွေရှိတဲ့သူကိုမြင်တဲ့အခါရှစ်တယ်ဆိုပြီးဖြစ်သွားတာပါပဲဟုတ်ဒီမှာလေသူကဖုန်းထဲကတပုံကိုထုတ်ပြတယ်တေချာမမှတ်မိပေမဲ့ပုံထဲကလူကသူ့ယောက်ျားဆိုတာတေချာပါတယ်သူ့ယောက်ျားဘေးမှာအမျိုးသမီးတစ်ယောက်ရှိနေတယ်အဲ့အမျိုးသမီးကအမနဲ့မတူဘူးလားအခုပုံတော့မဟုတ်ဘူးပေါ့လေအရင်ကပုံသူကကျွန်တော်မေးတယ်တကယ်လဲတူတယ်ဝတ်တာလဲအမလိုပုံမဲ့မျက်နှာကျလဲတူတယ်စပင်နဲ့ပန်းအဖြူလေးပန်းထားတာကအစတူးနေတယ်သူတို့အခုပြောနေကြပါပြီအေးချမ်းတဲ့အိမ်တော်ကြီးလို့လူတွေကပြောကြတယ်တဲ့အမနဲ့တော့လည်းအေးချမ်းခဲ့တာပါပဲ
သူလိုချင်တာတွေအမှားမှမရှိတော့ရှိတဲ့သူကိုရှာပြီးအေးချမ်းအောင်နေတာပါပဲအမှားဘာဖြစ်တာလဲအသေးလေအော်စကားဝိုင်းကထင်ထားတာထက်မြန်မြန်ဆန်ဆန်တိတ်ဆိတ်သွားတယ်အမှားလည်းအထီးကျန်တယ်ခီးထွက်ကြမလားကန်းချေပါလားရပါတယ်ကျွန်တော်အဖြေကျွန်တော်အလုံးနဲ့ကျွန်တော်ဘတ်ဂျက်ကိုစိတ်ထဲကအမြင်တွက်ရတယ်ရှိလာတယ်တွေးကြမလားတညအိမ်2ရက်လောက်ပဲပေါ့မောင်လေးလည်းအလုံးမပြတ်ရအောင်လေကျွန်တော်လည်းခေါင်းညင်ပြီးသဘောတူလိုက်တယ်အညာကျွန်တော်ရဲ့အကယ်၍များအိမ်မက်တွေကပိုပြီးပြင်းလာတယ်ဒါပေမဲ့ငယ်ငယ်ကမခင်နေဝေရဲ့ကြောထီအောင်ရှိတဲ့သပင်းတွေနောက်မှာစီထားပြီးပန်းဖြူလေးတွေပန်ထားရတဲ့ပုံကိုမြင်အောင်မိပြီးတိုင်းမျက်လုံးတွေဝါပြီးပိန်ကျလာတဲ့အခုလက်ရှိမခင်နေဝေကိုမြင်အောင်လာတယ်ပြန်စဉ်းစားကြည့်တော့လက်ဘဝလေးတော့ဝါစားပြူနေတယ်လို့ပဲတလအတွင်းမခင်နေဝေနဲ့စကားတွေပြောဖြစ်တယ်သူတောင်းဝန်ယူခဲ့တဲ့ကလေးတွေအကုန်ဘွဲရကုန်ပြီတဲ့နောက်ဆုံးကလေးကတော့တက္ကသိုလ်ကိုထိုင်ဝမ်မှာစကောလာလျှောက်ပြီးဆက်တက်တယ်တဲ့သူကိုယ်တိုင်ဘွဲရတဲ့အထိတာဝန်ယူခြင်းပဲမဲ့အဲ့ကလေးကလည်းအမေကျေးဇူးတွေများလာပါပြီနားပါတော့လို့ပြောတယ်လို့ဂုဏ်ယူပြီးပြောသေးတယ်မခင်နေဝေကလူကောင်းတယောက်ဆိုတာဘယ်သူမှညင်းမှာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းကော်ဖီရဲ့တရားထထတာလွဲရင်သူ့အပြစ်ရှာမရပါဘူးတစ်ဖက်ကို2ခါလောက်သူနဲ့ဖုံပြောဖြစ်တယ်သူနဲ့စကားပြောရတာအရန်အေးချမ်းတယ်အသက်က2နှစ်ပဲကွာတာဆိုပေမဲ့သူ့ရဲ့စိတ်ထားတတ်ပုံတွေးပုံရင့်ချက်ပုံနဲ့အမျှော်အမြင်ညာကကျွန်တော်ထက်အများကြီးတာတယ်သူ့ရဲ့တူတဲ့သောအမေကွယ်လွန်သွားချိန်မှာရောယောက်ျားကဆုံးခွာသွားချိန်မှာရောသူကအမြဲတမ်းမာခဲ့တယ်အဲ့ဒါအပြင်အခြားသူတွေအပေါ်ကောင်းနေပေးတာကိုလည်းရှင်းမသွားဘူးအမတန်မှုရှိတဲ့သူတယောက်ပဲလို့ကျွန်တော်ပြောတိုင်းသူကရှက်ရရင်ပြီးသဘောကျနေတတ်တယ်မခင်နေဝင်တဲ့စကားပြောနေရတဲ့ကာလာတွေကကျွန်တော်အတွက်အထီးကျန်တာတက်တာတယ်သူကကျွန်တော်အရှိဦးဖြစ်ခဲ့တယ်ဆိုတာလဲဘယ်တော့မှမမေ့ဘူးအကယ်၍များဆိုတဲ့အတွေးတွေကလည်းပိုများလာတယ်ဒါပေမဲ့မခင်နေဝေကျမ်းမာရေးအရှိနေတော့ကျွန်တော်သိရှာသိတာမဟုတ်ဘူးမေးဖို့လဲကျွန်တော်တွန့်ဆုတ်နေတယ်မသိရတာပိုကောင်းမလားလို့လဲတွေးမိတယ်မခင်နေဝေကကျွန်တော်ထက်တရက်စောပြီးကန်းချီရောက်နေတယ်သူနဲ့မတွေ့ရတဲ့တလအတွင်းမှာသူအတော်ဝါလာတယ်ပိုပြီးလဲပိန်လာတယ်နောက်ဆုံးတစ်ခေါက်တွေ့တော့အပိန်ဆုံးမို့ဒီထက်ထပ်ပိန်လို့မရတော့ဘူးထင်ခဲ့တာအခုမှအထက်ပိုပိန်လို့ရသည်မှန်သိလာတယ်အသေးကင်စာလေးကျွန်တော်မမေးပဲသူကဖြေပေးတယ်ကျွန်တော်လည်းခေါင်းတညင်ညင်ပဲလုပ်ပြီးဘာဆက်ပြောရမလဲမသိဘူးအခုလို့ရတယ်မလားကြားပြီလေအခုနေတာအခုဆိုဝါထိတ်နေပြီပဲရွှေအောင်ဖြစ်လာတာပါကျွန်တော်ပြန်ပြောလိုက်တော့မခင်နေဝေခဏငြိမ်သွားတယ်စိတ်ရှမ်းတာကိုပြောတတ်တယ်နော်တဲ့မျက်တောင်ကိုပုတ်ခတ်လုပ်ရင်ပြောမိတယ်မျက်ရွယ်သွားလားမသိဘယ်လောက်ကြံအောင်မလဲသိမကြံတော့ပါဘူးအမလည်းအသင်ဖြစ်နေပါပြီစောင့်နေရုံရဲ့ကန်းကြီးမှာလိုင်းရတအားမကြည့်တော့လိုင်းတန်ကငိမ့်ငိမ့်လေးပဲနေရဝင်သွားတော့အေးလာတယ်မခင်နေဝေဝတ်ထားတဲ့ဆွဲတာလုံလောက်ပါမလားစိုးရိမ်မိတယ်ကျွန်တော်တို့ခင်းထားတဲ့ကန်းကြီးဖြာလေးပေါ်ထိုင်နေရင်မခင်နေဝေကနောက်လန်လှဲချလိုက်တယ်တေကန်ဒီလူစိတ်ချမ်းသာရင်ပြီးရောဆိုပြီးပောက်ကြရတော့မပြောနဲ့နော်မောင်လေးသူကခက်လောင်ရဲတယ်အင်မတန်တန်မာတဲ့အမျိုးသမီးပါပဲဒီလိုထုံတော့ဘယ်သူမှမသိတဲ့တိုက်ပွဲတွေဘယ်နှခုလောက်ကိုများဘယ်လောက်ကြာသူတိုက်နေခဲ့ရတာပါလေလူတယောက်မရှိတော့တာနဲ့ပတ်သက်လို့ဘာအစိမကောင်းဖြစ်เสียအကောင်းဆုံးလဲသိလားဘာများလဲအမသိသွားလဲအမြဲတတိယနေပါဘာလို့ပြောရင်တဖြည်းဖြည်းနဲ့မိလာကြရတဲ့ဟာလေမိတဲ့သူကအဖြစ်မဟုတ်ပါဘူးလောကကြီးကလူနှစ်ယောက်တည်းနဲ့တိဆောက်ထားတာမှမဟုတ်တာစာဝန်နေရေးရှင်တန်ရေးလူမှုရေးစီးပွားရေးအဲ့လိုအကန့်တွေအများကြီးထဲမှာအနားမှာမရှိတော့တဲ့သူတယောက်ကိုကတ်သိပ်ထည့်ထားပေးနိုင်တာကိုပဲကျေးဇူးတင်ရမှာပါအမကြောက်လားကြောက်တယ်ဒါပေမဲ့ဘာမှဖြစ်မလာဘူးလေ
ကြောက်ကြောက်မကြောက်ကြောက်အမားတို့တွေကအဲ့တကားစီကိုတရွေ့ရွေ့သွားနေရတာပဲလေကြောက်ရင်းနဲ့ပဲကြောက်ရတာညှင်းငွေ့လာတယ်တကယ်တော့လဲလူတွေကတေးရမှထက်ထားခဲ့ရမှာတွေကိုကြောက်တာနေမယ်ဥစ္စာရှောက်ကြတာမျိုးလားအဲ့ဒါလဲပါတာပေါ့နောက်မပြီးသေးတဲ့အိမ်မက်တွေရီမန်းချက်တွေတာဝန်တွေရှေ့ရတဲ့သူတွေအဲ့ဒါတွေကိုထားခဲ့ရမှကြောက်တာတကယ်လို့အမားတို့အားလုံးသာတပြိုင်နက်ဖြောက်ကွယ်သွားရမယ်ဆိုရင်ဘာမှကြောက်စရာမလိုတော့ဘူးလေအမရောမထားခဲ့ချင်တာပါရှိလဲဘာမှမရှိတော့ဘူးအမအကုန်ပြပြအောင်လုပ်နိုင်ခဲ့ပြီတခုတော့ရှိအောင်မယ်အဲ့ဒါလည်းအခုရပါပြီကျွန်တော်တော့နားလဲရခတ်နေတော့မှဘာလို့အမဒီလိုကြုံရလဲဆိုတာဟောပေါ့ဘာလို့လဲအမတမိုးရှိတဲ့သူလေတေမင်းကအကောင့်ကြိုက်တာလားနော်တေမင်းကမကောင်းတဲ့သူတွေကိုလည်းခေါ်ပါတယ်လူတွေကမကောင်းတဲ့သူဆိုအရင်မဆိုင်ဘူးလေအပေါက်ဆိုးလို့အတုဖတော်လူမစီဘူးဆိုတဲ့စကားတော့ရှိတယ်မလားကောင်းတဲ့သူကြလူတွေကအလေးထားပြီးတည်နေတော့တင်မင်းကအကောင့်ကြိုက်တယ်ဖြစ်တာပေါ့ဒါပေမဲ့စိတ်ထဲတော့ကောင်းတဲ့သူတွေကဒီလိုအဖြစ်တွေမကြုံတော့ဘူးလို့တွေးမိနေတော့မယ်အင်းပေါ်မောင်လေးရဲ့အဲ့လိုတွေးလဲလူတွေကကောင်းအောင်နေကြမှာဟုတ်တကယ်တော့လက်တွေးဘဝကရုပ်ရှင်တကားမှမဟုတ်တာဘာမဆိုဖြစ်နိုင်တာပဲလေဘာစီကံမှတတ်မှတ်ထားတာမရှိဘူးလေအဲ့လိုတွေးကြည့်ရင်အမကဘယ်ချိန်သွားရမယ်ဆိုတာသိနေတော့ပို့လို့တော့တန်ပါသေးတယ်မခင်နေဝေကခတ်တူတူရဲတယ်နောက်တော့မျက်နှာတစ်ချက်ပြတ်သွားပြီးအသေးနေအောင်ဖိတယ်နာနေတယ်ထင်ပါတယ်ညသာစားပြီးဟိုတယ်ပြန်လာတော့လမ်းမှာကြာနေတဲ့တရုတ်စကားပန်းအဖြူတန်တန်လေးကိုကောက်ပြီးပန်းပြီးတော့သူကခေါင်းလေးဆောင်ပြီးပေးပန်တယ်လူကရွှေအောင်ဖြစ်နေတော့ပန်းအဖြူနေတော့မလိုက်တော့ဘူးထင်ပြီးမပန်းတာကြာပြီမခင်နေဝင်မျက်လုံးတွေကတကယ်ပဲဝါထိန်နေတယ်ရွှေအောင်မျက်ဝန်းတွေပေါ့အမျက်ဝန်းတွေနဲ့ခက်လန်းလန်းမှဖြူနေတဲ့ပန်းတပွင့်ပယိုးတွေကချောင်းကျနေပြီအရွှေအောင်မျက်ဝန်းတွေလည်းခွက်ဝင်နေပြီသူ့မဲ့နဲ့တည်တည်လေးတော့အချင်းလိုမဟုတ်တော့ဘူးကျွန်တော်ငယ်ငယ်ကရှစ်ခဲ့ဦးတဲ့အရှိဦးမခင်နေဝေကိုစူးစမ်းပြီးပြန်မြင်အောင်ကြည့်မိတယ်အဲ့ဒီမခင်နေဝေနဲ့အခုကျွန်တော်ရှိရာမခင်နေဝေကတယောက်တည်းပဲဆိုတာတွေးမိတော့ရင်ထဲစွတ်တက်လာတယ်အမစီယာမောင်လေးပါလို့ချင်တယ်မခင်နေဝေကကြက်ဆောင်းမှထိုင်ရင်မေးတယ်စိတ်ထင်တာလားဘာလားမသိပူမောနေပုံပေါ်တယ်ဘာမှမလို့ချင်မအောင်ဘာမှလည်းမမျှော်လင့်ထားမအောင်အထီးကျန်နေတဲ့လူနှစ်ယောက်တယောက်ကိုတယောက်အဖို့ပြုပေးတာပါပဲလို့ကျွန်တော်ဖြေတော့သူကပြုံးတယ်မောင်လေးရည်သားတွေကရောအမနဲ့တူလာရင်အမကကျွန်တော်အရှိဦးဆိုတော့အမနဲ့တူတဲ့အရှာမင်းကလေးတွေကိုကျွန်တော်လိုက်ရှာခဲ့တယ်ထင်လို့လားအဲ့ဒါထက်ကိုဒီတိုင်းဆက်ဆူတာပါအမတခုပြောမယ်စိတ်မဆိုးနဲ့နော်ဟုတ်မဆိုးပါဘူးအမဟောဘယ်လိုမြင်လဲအမလှတယ်တော်တယ်စိတ်ထားကောင်းတယ်ကျင်နာတတ်တယ်လူတိုင်းကအဲ့လိုပဲမြင်ကြတယ်အမမှာအားလုံးရှိတယ်ထင်ကြတယ်ဒါပေမဲ့အမလေးမိမတယောက်အနေနဲ့အရှင်းမခံရဘူးအလေးထားမခံရဘူးဟုတ်အမမောင်လေးရဲ့အရှိဦးဆိုပြီးလာပြောတော့ကအမအရန်ကျေးနေတာပဲအမယောက်ျားကိုခဏခဏကြွားဖြစ်တယ်ရှင်းရှင်းပြောရရင်အမရဲ့အတ္တတွေကိုအယောင်တင်တာပေါ့အမခုကျွန်တော်နဲ့ခရီးထွက်ရှင်တာရောအဲ့ဒါကြောင့်လားမခင်နေဝေတစ်ချက်ပြုံးပြီးငိုင်းသွားတယ်ဟုတ်တယ်ရဲ့အမကိုတယောက်ယောက်ကကြိုက်လိုက်တာရှစ်လိုက်တာဆိုပြီးအလေးပေးတာအမခံကျင်တဲ့မောင်လေးရဲ့အဲ့လိုလုပ်တာအမမားလာတော့မသိပါဘူးဒါပေမဲ့မမမှန်မှန်အရေးမပါတော့ဘူးလေအမမှာဘာတစ်ခုမှမရှိတော့ဘူးလူလေးစားခံရတဲ့ခင်နှင်းဝေးဆိုတဲ့မိန်းမတစ်ယောက်အနေနဲ့အခွန်ကြီးပဲရှိတော့တယ်အမလောက်မလားမတော်တဲ့မိန်းမတစ်ယောက်တောင်ရနိုင်တဲ့ရှင်းရှင်းမြတ်တာကိုအမမရနိုင်ဘူးလူတိုင်းကပပြောင်ခြင်းလို့အမကိုစိတ်နှကဲလို့သဘောထားပြီးလာပတ်သက်တာတွေရှိပဲအခုအမမှာဘာမှမရှိတော့ဘူးအမမလာတော့မောင်လေးကြိုက်တဲ့စပင်းလေးတော့တိုးပြီးပါနေပြီအရင်လိုအချိန်မှတော့အမလိုချင်တာမရခဲ့တာအခုချိန်မှပုံမဖြစ်နိုင်ဘူးပေါ့အမကျွန်တော်ချစ်လားကျွန်တော်နဲ့နောက်ဆုံးအချိန်တွေအတူတူဖြတ်သန်းချင်လားမရှိပါဘူးကျွန်တော်ဘာလို့အမေကွန်ကိုလွတ်ကနေမေးမိလဲမသိပါမဲ့မခင်နေဝေကတော့အဖြေအစင်းသင်းရှိတဲ့ပုံနဲ့ဆက်ရှင်ပြန်ဖြေတယ်ကျွန်တော်ကိုယ်တိုင်လည်း
သူကချစ်တယ်ဆိုရင်တော့ဘယ်လိုရှိစေရမလဲကျွန်တော်မသိပါဘူးဒါပေမဲ့တစ်ချိန်ကကျွန်တော်ရှေ့ဦးဖြစ်ခဲ့တဲ့မိန်းမတစ်ယောက်ရဲ့နောက်ဆုံးအချိန်တွေမှာအတူရှိပေးခြင်းပါတယ်အမတောင်းပန်နေနော်စိတ်ဆိုးခြင်းလဲဆိုးလို့ရပါတယ်အမမထားခဲ့ခြင်းတာတစ်ခုပဲရှိတယ်အခုရပါပြီဆိုတာအဲ့ဒါကိုပြောတာပါပဲအမလူစုမကြီးဖြစ်သွားတယ်ဆိုရင်တော့ရှေ့မှာအမကောင်းခဲ့တာတွေနဲ့ဖာပေးပါလားနော်မခင်နေဝေကရှုံးပွဲချငိုတယ်သူ့ကိုဖေးမဖို့ဖတ်လိုက်တော့သူ့ပခုံးနဲ့လက်မောင်းတွေကအယိုးငောင်းငတ်သူ့ဘိုက်ကတော့အတော်ဖောင်းနေတယ်အဲ့ဒီညကသူကျွန်တော်ရင်ဝင်ထဲမှာအိတ်ခဲ့တယ်ကျွန်တော်ဟာတကူလုံးရွှေအောင်တန်းနေတဲ့မိန်းမတစ်ယောက်ကိုတညလုံးတိုင်းဖက်ပြီးသူဘလို့လာကြောင်းကျွန်တော်ဘလို့ယူယူမူမူရှိခဲ့ကြောင်းကိုဟုတ်တာတွေရောမဟုတ်တာတွေရောပြီးပြောပြဖြစ်ခဲ့တယ်မနက်မိုးလင်းတော့ကျွန်တော်တို့ကမ်းခြေမှာလမ်းလျှောက်ကြတယ်နင်းစီဖြူဖြူလေးတစ်စီးဝယ်ပြီးမခင်နှင်းဝေကိုပေးတယ်တပွင့်ကိုလည်းပန်ပေးတယ်နင်းစီဖြူပန်ထားတဲ့ရွှေအောင်မိန်းမတစ်ယောက်ကလှကျင်တိုင်းလှနေတာကိုကျွန်တော်မြင်ခဲ့ရတယ်စိတ်ခံစားချက်တွေဆိုတာလှိုင်းတွေလိုပါပဲတက်တဲ့ခါတက်ကြတဲ့အခါကြပေါ့ထိန်ချိုးဖို့ကြိုးစားမဲ့အစားအလိုက်တင်လေးစီးသွားတာကမှဘဝကိုဖြတ်တန်းနေအစ်စ်ပဲမခင်နှင်းဝေကနေကမျက်မှန်ကိုတိရှာတန်းရင်ပြောပြတယ်ညနေမှာတော့သူနဲ့ကျွန်တော်လမ်းခွဲရတော့မယ်ညစာစားဖို့လည်းတအားစောနေသေးတော့ကော်ဖီပဲတောက်ဖြစ်တယ်အမအပေါ်မှာမကြိုက်တာတခုလောက်ပြောပေးပါလားဘာလို့လဲအမတာမန်လူလိုဖြစ်ရှင်တာလေအမတစ်သက်လုံးရှိကျူးစကားတွေပဲကြားရတာအတင်းဖြင်းဆိုတာလဲတဆင့်ပြန်ကြားရတာပဲရှိတာအမကော်ဖီထဲကိုတရားတွေရှောက်ထဲတာကျွန်တော်မကြိုက်ဘူးကျွန်တော်ကမစင်စားပဲဆက်ရှင်းဖြေလိုက်တော့မခင်နေဝေတစ်ချက်ကြောင်သွားပြီးခတ်တူတူရဲတယ်ရဲလဲနာမရဲလဲနာတဲ့ပုံမှာပဲရဲရင်တော့ပူနာမှာပေါ့လေအမတစ်သက်လုံးတော့ဘယ်တော့မှတရားတွေရှောက်မထဲတော့ဘူးနော်ဟုတ်ပြီလားသူ့ရွှေအောင်မျက်လုံးတွေကပါသူ့နှကန်းတွေနဲ့လိုက်ပြုံးတယ်နောက်တော့ပစွန်စီအောင်ကောင်းငင်အောင်မှာသူကရွှေအောင်တဖိတ်ဖိတ်တောက်ရင်ကျွန်တော်လက်ပြရင်ကြံခဲ့တယ်နောက်တော့ကျွန်တော်တို့တွေထပ်မတွေ့ကြတော့ဘူးသူလည်းကျွန်တော်ကိုဆက်သွယ်မလုပ်တော့ကျေးဇူးတင်ကြောင်းအခုဆိုသူအစင်းသင်းဖြစ်သွားပြီဆိုတဲ့အကြောင်းတော့အညာကကျွန်တော်ကိုဖုန်းဆက်ပြီးပြောရှာတယ်လေးလလောက်နေတော့မခင်နေဝေကိုအိမ်မက်မက်တယ်အိမ်မက်ထဲမှာသူနဲ့ကျွန်တော်ကြောင်းပြန်ရောက်နေတယ်အနီရောင်အုပ်ပြတင်းပေါင်နောက်ကနေရှောင်းနေတဲ့ကျွန်တော်စီသူတက်ရှောက်လာတယ်ကျောလေထိရှိတဲ့စပင်းတွေနောက်မှာတေချာဖြန့်ပြီးစပယ်ပွင့်အကြီးကြီးတွေကိုတွဲလောင်းပန်ထားတယ်မဲနဲ့လေးကလည်းထင်ထင်လေးကျွန်တော်ကခုချောင်းချောင်းလုံးနေရတာနေအာမွေပြီးမခင်နေဝေအမကိုကျွန်တော်ရှစ်တယ်အမကျွန်တော်အရှိဦးပဲအမြဲတမ်းလဲရှစ်မှာလို့ကျွန်တော်ကပြောလိုက်တယ်မခင်နေဝေကကျွန်တော်ကိုတေချာပြုံးကြည့်ပြီးပြန်ပြောတယ်အမမောင်လေးကိုမရှင်းနိုင်ဘူးမောင်လေးလည်းအမကိုအမြဲတမ်းရှစ်ပေးနိုင်မှာမဟုတ်ဘူးဒါကိုလည်းအမနားလဲပါတယ်ကျေးဇူးတင်ပါတယ်နှုတ်ဆက်ပါတယ်နောက်တော့မခင်နေဝေကသူပန်ထားတဲ့ပန်းအဖြူလေးတွေကျွန်တော်လက်ထဲထည့်ပြီးပျောက်ကွယ်သွားတယ်လေ